ဒီနေ့ကြိုက်တာစားတော့ဘာစားမှာလဲ ဒီမလေးလားဒီမလေးဖတ်တော့ကြောင်မလေးဖတ်တော့ ကျွေးရင်လည်းဒီကပြုံးပြုံးလေးကျွေးရနော်စူရင်လည်းနှကန်းလေးထော်ပြီးတော့စူတာနော်နှကန်းလေးထော်ပြီးတော့စူတာဟွာသမီးစာလေးထို့သမီးကျဲသင်းဘာစားမှာလဲသွားသမီးထက်တက်ဝင်ပါမေးလိုက်အောင်စေးမတော့ဘလောက်ဆဆမဝတဲ့ခန္ဓာကိုယ်လေးပေါ့နော် not for air ထား not for air ထားကောက် not for air ထားကတော့ဒါလေးကသမုံမြင့်ဒါလေးကသမီးသားကျဲသင်းအပြောက်သွားလားကစမအမလီဘယ်နှပွဲစားကျင်တာလဲ နောက်ပွဲလောက်တယ် ရတယ်အကိုကြီးအနောက်ဆက်တာဒီမှာတော့ဝယ်သူတွေအများကြီးရောက်ရှိလာပါတယ်ဒါဆိုင်ပိတ်ကန်နီးမှာနော်73လောက်မှညီမ2ယောက်73လိုက်တယ်ကဲမုတ်အမဲလို့မုတ်သွားဝယ်ကစတမ73ရောင်းနိုင်အောင်ရောင်းတားကက်ပြေးမှာအဲ့မုတ်ကိုစားရမယ်မြတ်စိုးမမွယ်မကျွေးတော့ဟုတ်ပြီညီမလေးကြည့်လို့ကျင်နိုင်ကြည့်ညီမရှိတယ်မမကြီးရထဲမှာရေချိုးနေလို့ညီမလေးဝဲ